အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဗီဒီယိုကတော့အာရမတိုင်ခင်ကဘာမြေကြီးမှာကောင်းကင်တမန်မျိုးနွယ်စုတစုနေထိုင်သွားတဲ့အကြောင်းလက်ခံထားတဲ့ gut theory အကြောင်းလေးပထမပိုင်းကိုအနည်းငယ်ပြောပြမှာပဲဖြစ်ပါတယ်gut theory ဆိုတာကဘာဦးကျန်အခန်းကြီး1အငယ်1နဲ့အငယ်2ကြားမှာအချိန်ကာလတန်ပေါင်းများစွာရှိနေတယ်လို့ယူဆတဲ့အယူဆပဲဖြစ်ပါတယ်။အငယ်1မှာဖျားသခင်ကကဘာမြေကြီးကိုပြီးပြည့်စုံစွာဖန်ဆင်းခဲ့ပါတယ်။ဒီအချိန်မှာစာရန်ဟာကောင်းကင်ကနေနင်ချခံရပြီးကဘာမြေကြီးပေါ်ကျလာခဲ့ပါတယ်။အဲဒီနောက်မှာကဘာကြီးဟာပျက်စီးခြင်းဖြစ်သွားပြီးဒိုင်နိုဆောတွေလိုရှေ့ဦးသက်ရှိတွေသေဆုံးကုန်ကြပါတယ်။နောက်ပြီးအငယ်2မှာပျက်စီးသွားတဲ့ကဘာကြီးကိုဖျားသခင်က6ရက်အတွင်းမှာတကြော့ပြန်လည်ပြုပြင်ခဲ့တယ်လို့ဆိုပါတယ်။ဒီ theory က19ရာစုအစောပိုင်းမှာသောမတ်ချားမာဆိုတဲ့စကော့တလန်ခရစ်ယာန်ဓမ္မဆရာကစတင်ပြီးလူသိများအောင်လုပ်ခဲ့တာပါအဲ့ဒီအချိန်မှာသိပ္ပံပညာရှင်တွေကကဘာကြီးရဲ့တက်တန်ဟာကျမ်းစာအရတွက်ချက်ထားတဲ့နှစ်6000တက်အများကြီးပူဟောင်းနေတယ်ဆိုတာကိုရှာဖွေတွေ့ရှိလာကြပါတယ်ခရစ်ယာန်ပညာရှင်တွေကသိပ္ပံနည်းကျတွေ့ရှိချက်နဲ့ကျမ်းစာကိုဘလို့ညှိမလဲလို့စဉ်းစားရကနေဒီ gut theory ကိုအဖြေတစ်ခုအနေနဲ့သုံးခဲ့ကြပါတယ် gut theory ကိုထောက်ခံတဲ့သူတွေကဥပမာအနေနဲ့ကျွန်တော်ပြောပြမယ့်အချက်3ချက်ကိုလက်ခံထားကြပါတယ်နံပါတ်1ချက်ကကဘာဦးကျခန်းကြီး1ခန်းငယ်2မှာပါတယ်မြေကြီးသည်အစင်းတံမရှိလွတ်လပ်လာဟာဖြစ်ဤဆိုတဲ့ဟေပြစကလုံးကိုဖြစ်လာတယ်လို့ဘာသာပြန်သိတယ်လို့သူတို့ကယူဆကြပါတယ်ဆိုလိုတာကဘုရားသခင်ကအစကတည်းကပြက်စီးနေအောင်ဖန်ဆင်းထားတာမဟုတ်ပဲနောက်မှပြက်စီးခြင်းတဲ့သို့ရောက်သွားတာလို့ဆိုလိုပါတယ်နောက်တစ်ချက်ကအစင်းတံမရှိလွတ်လပ်လာဟာဆိုတဲ့စကလုံးဟာကျမ်းစာရဲ့တခြားနေရာတွေမှာရှိတဲ့ဥမာဟေရှာယ34:7ယေမိ4:23မှာဖျားသခင်ရဲ့တရားစီရင်ကြောင့်ပျက်စီးသွားတဲ့အခြေအနေမျိုးမှာ3နှစ်ရှိပါတယ်။ဒါကြောင့်ကဘာဦးကျမ်းခန်းကြီး1ခန်းငယ်2ဟာကနဦးဖန်ဆင်းခြင်းမဟုတ်ပဲစာတန်ကြောင့်ပျက်စီးသွားတဲ့အခြေအနေလို့သူတို့ကမြင်ပါတယ်။နောက်တစ်ချက်ကကျမ်းစာထဲမှာစာတန်ဟာကောင်းကင်ကနေပြုတ်ကျလာတယ်လို့ပါပါတယ်။ gut theory ကစာတန်ဟာကဘာဦးကျမ်းခန်းကြီး1ခန်းငယ်1နဲ့ခန်းကြီး1ခန်းငယ်2ကြားမှာကျဆင်းလာတာဖြစ်ပြီးသူကျလာတဲ့အတွက်အဲ့ဒီခေတ်ကကဘာကြီးမှာရှိတဲ့သက်ရှိတွေဖြစ်တဲ့ဒိုင်နိုဆောတွေနဲ့တခြားတဏ္ဍာရီလာတရဝါများဟာပျက်စီးသွားရတယ်လို့ယူဆကြပါတယ်။ဒီ theory ကိုခေတ်သစ်ကျမ်းစာပညာရှင်တော်တော်များကဝန်ခံကြပါတယ်။အဲ့ဒါကဘာလဲဆိုရင် gut theory ကကဘာတတန်ကိုရှင်းပြနိုင်ပေမဲ့ရုပ်ကျွင်းတွေရဲ့အစဉ်လိုက်ဖြစ်တည်မှုကိုတော့သိပ္ပံနည်းကျမရှင်းပြနိုင်ခဲ့ပါဘူး။နောက်တစ်ချက်ကကျမ်းစာအရတည်ခြင်းဆိုတာအာရန်ကနေပြီးတော့ကဘာပေါ်ရောက်လာတာဖြစ်ပါတယ်။ဒါပေမဲ့ gut theory အရဆိုရင်အာရန်မတိုင်ခင်ကတည်းကတက်ရှိတွေဖြစ်တဲ့ဒိုင်နိုဆောတွေရဲ့တည်ဆုံမှုတွေရှိနေပြီလို့ကျမ်းစာပါအယူအဆနဲ့ငင်းခုန်စရာဖြစ်လာပါတယ်။ကျွမ်းကျင်တဲ့ဟေပြဲဘာသာစကားပညာရှင်အများစုက Watts ကိုဘီခန်းလို့ဘာသာပြန်ဖို့ခိုင်လုံတဲ့တရားအထောက်အထားမရှိဘူးလို့ဆိုကြပါတယ်။ gut theory အမြင်အရဒီနှစ်တန်ပေါင်းများစွာသောအချိန်ကာလဟာကဘာဦးကျန်ခန်းကြီး1ခန်းငယ်1နဲ့ခန်းကြီး1ခန်းငယ်2ကြားထဲမှာရှိနေပါတယ်။ဒါကြောင့်ဒိုင်နိုဆောတွေအာရန်နဲ့အေဝါမဖန်ဆင်းခံရခင်တန်းနဲ့ချီတဲ့နှစ်တွေကလေးကရှိနေခဲ့တာလို့ဆိုပါတယ်။ gut theory သမားတွေကကဘာဦးခန်းကြီး1ခန်းငယ်2မှာပါတယ်အမောင်ထုနဲ့ရေလွှမ်းမိုးနေတဲ့အခြေအနေဟာဒိုင်နိုဆောတွေမျိုးသုံးသွားတဲ့အကျိုးဆက်လို့မြင်ကြပါတယ်။ဒါပေမဲ့ဒီ theory ကိုလက်မခံတဲ့ကဘာသစ်ဖန်ဆင်းခြင်းအယူဆကိုလက်ခံသူတွေကတော့ဒိုင်နိုဆောတွေကအာရန်နဲ့တခစ်တဲနေခဲ့တာလို့ယူဆပြီးယောဘဝတ္ထုတွေကဘေဟမုန်နဲ့လေဝိတန်ဆိုတဲ့တရဝါကြီးတွေကဒိုင်နိုဆောတွေဖြစ်နိုင်တယ်လို့ပြန်လည်ခြေပပြောလေးရှိပါတယ်။ gut theory ကသိပ္ပံပညာနဲ့ကျမ်းစာကိုရံမဖြစ်စေပဲတပြိုင်တည်းလက်ခံနိုင်ဖို့ကြိုးစားခဲ့တဲ့အယူဆတစ်ခုဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့ဒီ theory ကိုအရင်ကလောက်သိမသုံးကြတော့ပဲအခြားသောအယူဆတွေဖြစ်တဲ့ဥပမာနေ့တစ်နေ့ဟာအချိန်ကာလအရှည်ကြီး theory ကိုပိုပြီးဆွေးနွေးလာကြပါတယ်။ gut theory နဲ့ပတ်သက်ပြီးနောက်ထပ်တင်ဆက်ပေးမယ့်ဒုတိယပိုင်းကိုဆက်လက်စောင့်မျှော်ရင်းနဲ့ကြည့်ရှုလေ့လာသူရုပ်စီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ။